စစ်သားကိုချစ်သူအပေါ်မစွန့်စားဝန်သူဆိုပြီးတော့ရင်းထဲမှာခံစားရပြီးရင်နာနဲ့ပကံပြီးရှိရာကိုလိုက်ပါသွားပါတယ်။ကျန်စစ်သားကလည်းမနိစန္ဒာကိုချစ်ပါလျက်နဲ့အနွယ်ထားမင်းကြီးအပေါ်မှာထားတဲ့တစ္ဆာတရားတွေကြောင့်ရင်းထဲမှာမြုပ်သိပ်ပြီးပကံပြီးရအောင်သာခီးဆက်လိုက်ကြပါတယ်။ပကံပြည်ကိုပြန်ရောက်ကြတော့လေသူတို့နှစ်ယောက်စလုံးကတယောက်ကိုတယောက်ဆွန့်လွှဲရတော့မဲ့ခံစားချက်မျိုးတွေဖြစ်ပေါ်နေတာကြောင့်မူမမှန်တော့တဲ့မျက်နှာတွေကဖုံးကွယ်လို့မရဖြစ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့ကောင်းတွေပေါ်မှာယုံကြည်မှုအပြည့်အဝရှိတဲ့မင်းကြီးအနော်ရထားကဒါတွေကိုတတိမမူပဲဥတ္တာပြည်ကဂျွန်းတပုံတွေကိုတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်သူရဲ့ကောင်းလေးဦးကိုစူတော်လက်တော်တွေရှင်းမြင်စေပြီးအောင်ပွဲခံစေပါတယ်။ဥတ္တာပြည်မှာဂျွန်းတပုံတွေကိုနှိမ်နှင်းနိုင်ခဲ့ကြတဲ့ကျုပ်ရဲ့လက်ယုံတော်ပကံသူရဲကောင်း၄ဦးတို့ကိုစုတော်လက်တော်တွေရှင်းမြင်ပေးမယ်။ကျုပ်ရဲ့ဖခမဲတော်ကိုယ်တိုင်ရှင်းမြောက်ခဲ့တဲ့အမျက်နှိုးဆုံးယရနာဖြစ်တဲ့ဟောဒီပဒမြလက်စုကိုသားတော်လေးကျန်စစ်သားကိုဂုံပြူရှင်းမြောက်ပေးမယ်။ယော့ကျန်စစ်သားယူစေ